Hey, ဒီနေ့စာဖတ်ပေးပြီလားစာမဖတ်ရသေးရင်ဆရာအောင်သိန်းရဲ့အမွေးဆိုတဲ့စာအုပ်လေးကိုမိနစ်ပိုင်းအတွက်ဖတ်ပြပေးမယ်နော်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ AN Insight ကစာရေးဆရာမမရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာအောင်သိန်းရဲ့အမွေးဆိုတဲ့စာအုပ်လေးကနေပြီးတော့အခုကြည့်နေတဲ့သူတွေထဲမှာအချိန်မပေးနိုင်တဲ့သူတွေစာဖတ်ရတာဝါသနာပါတဲ့သူတွေအတွက်ကိုအချိန်တိုအတွင်းမှာသင်ခန်းစာရရှိသွားအောင်လို့သင်ခန်းစာလေး၅ခုကိုပြပြမှာဖြစ်ပါတယ်နံပါတ်1သင်ခန်းစာကတော့ပတ်ဝန်းကျင်ဆိုတဲ့အကြောင်းလေးပါဆရာအောင်သိန်းကပြောထားတယ်လူတယောက်ရဲ့အမှုကျင့်တွေမှာပတ်ဝန်းကျင်ဆိုတာကလည်းပါတယ်ဗီဇဆိုတာကလည်းပါတယ်တဲ့ဥပမာဆိုပါတော့ကလေးတယောက်ငယ်တုန်းကတတိကောင်းတယ်သူ့ပတ်ဝန်းကျင်မိဘကလည်းကောင်းတယ်စိတ်ကောင်းလည်းရှိတယ်ဒါပေမဲ့တနေ့ကျောင်းသွားရင်လည်းကျောင်းမှာနေရင်ကနေနည်းနည်းလေးကြည့်လာတော့မကောင်းတဲ့ကောင်လေးတယောက်နဲ့ပေါင်းမိတယ်အဲ့လိုမကောင်းတဲ့အဖော်နဲ့ပေါင်းမိလို့သူကအချင်းပြတ်သွားတယ်ဆိုပါတော့သူ့ကိုပဝန်းကျင်ကဖြတ်တယ်လို့ဆိုရမှာပေါ့ဟုတ်တယ်ဆရာမှန်တယ်အဲ့ဒီလိုပဲပြောရမှာပေါ့ဒီဘိုင်းကကြတော့ဆရာအောင်သိန်းကိုဒီဆရာအောင်သိန်းနဲ့ဒီအပေါင်းဖော်ပေါ့နော်ဆရာရဲ့မိတ်ဆွေတယောက်ကဆရာအောင်သိန်းဒီအကြောင်းလေးပြောပြတာပေါ့အဲ့ဒါကိုဆရာအောင်သိန်းကနေဟုတ်တယ်ထောက်ခံလိုက်တယ်ဒီလိုမျိုးကလေးဗီဇပြတ်တာကပဝန်းကျင်ကြောင့်ပြတ်တာဆိုပြီးဆရာထောက်ခံလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဟိုဘက်ကမိတ်ဆွေကနေပြီးတော့ဆရာကိုပြန်ပြီးတော့ဒါမဟုတ်ဘူးလို့ပြန်ပြောတယ်အဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းလို့ခုထပ်ပြီးနားထောင်ကြည့်မယ်နော်မဟုတ်ဘူးကိုအောင်သိန်းမကောင်းတဲ့အပေါင်းအသင်းကိုကြိုက်နေတာကသူ့မှာဗီဇလေးပါလာတယ်တဲ့အဲ့ဒါမပါရင် तू ဘယ်ကြိုက်လို့ရမလဲဆိုလိုတာကနွားဆိုတာနွားနဲ့ပဲတွဲတယ်အဂျိုးကုတ်ရှိရာကိုဂျိုးထောင်မလားအဲ့လိုမျိုးဆိုလိုတာပေါ့သူကဂျိုးကုတ်နဲ့ပဲသွားပြီးတော့တွဲတဲ့ကိစ္စကသူကလည်းဂျိုးလေးနဲ့ကုတ်လို့ဖြစ်မှာပေါ့တဲ့အဲ့လိုပြောတဲ့အချိန်ကစပြီးတော့ဆရာအောင်သိန်းကဒီပဝန်းကျင်နဲ့ဗီဇအကြောင်းကိုဆရာပို့ပြီးတွေးမိသွားတယ်ပေါ့နော်ကျမတို့တွေကဒီကိစ္စတစ်ခုခုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးအပေါင်းအသင်းကြောင့်ပဲကိုကပြတ်စီးသွားတယ်လို့ရခိုင်နှုန်းပြမဆိုလိုနိုင်ဘူးပေါ့နော်ကိုရဲ့ဗီဇကလည်းကျမတို့ဒီအဲ့ရလေးကိုသဘောကျမိနေတဲ့ဗီဇလေးပါတာဖြစ်ဖြစ်အဲ့ဒီဗီဇလေးနည်းနည်းလေးပါရင်တော့မှအဲ့လူတွေနဲ့သွားပြီးတော့မှပေါင်းသိမ်းပြီးသွားတယ်ကိုနဲ့တူရကိုစုမိသွားတတ်တယ်လို့ပြောချင်တာဒါကြောင့်မို့လို့ဒီစာပိုင်လေးရဲ့အနှစ်ချုပ်ကကြတော့လူတယောက်ရဲ့ဗီဇဆိုတာကပတ်ဝန်းကျင်ကြောင်းလို့အပြည့်စုံပြောလို့မရဘူးအဲ့ဒီပတ်ဝန်းကျင်ကိုကဒီသဘောကျတယ်ဆိုရယ်ဗီဇလေးလည်းပါနေလို့လေအဲ့လိုဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်သင်ခန်းစာနံပါတ်2ကိုသွားကြမယ်နော်သင်ခန်းစာနံပါတ်2ကတော့ပညာလို့ခေါ်ပါတယ်ဆရာကပညာနဲ့ပတ်သက်ပြီးတော့နှမျိုးဖွင့်ဆိုထားတယ်ပြောချင်တဲ့အဓိပ္ပာယ်ကတဲ့ကျိုးချောင်းစင်ကျင်ဉာဏ်နဲ့ရှိရမယ်ဘုဟုတ္တရလည်းရှိရမယ်လို့ပြောပါတယ်ဒီဟာကိုကြည့်ပြီးတော့ကျွန်မကတော့အတွေ့အကြုံတစ်ခုရပါတယ်လူတယောက်မှာဒါမကောင်းတယ်လို့စင်ကျင်နိုင်တဲ့ဉာဏ်ကကြတော့ဒါကျိုးချောင်းစင်ကျင်နိုင်တဲ့အသိဉာဏ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်မတို့ရဲ့ဘဝဝင်ခြင်းမှာဘုဟုတ္တတွေကအများကြီးရှိပါတယ်ကိုမတီတရဲ့အရာတွေလည်းအများကြီးရှိပါတယ်အဲ့ဒါကိုကြတော့ကျွန်မတို့ဘုဟုတ္တဉာဏ်လို့ပြောလို့ရပါတယ်အဲ့ဘုဟုတ္တတွေကိုဒါလက်ခံတဲ့လက်မခံတဲ့ဒီလိုဝိပန်ပတ်ချတာကကြတော့ပညာဉာဏ်အသိဉာဏ်လို့ခေါ်ပါတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဒါကြောင့်ဘုဟုတ္တရှိအောင်လို့ကျွန်တော်တို့တွေကကြိုးစားရမယ်ပေါ့နော်ကျွန်တော်တို့တွေမသိသေးတဲ့အရာတွေကိုကျွန်တော်တို့သိအောင်လုပ်ရမယ်အဲ့ဒီအခါအဲ့ဒီအရာတွေကိုလက်ခံတဲ့လက်မခံတဲ့ဒီအချို့ဘုဟုတ္တတွေဆိုလို့ရှိရင်တိုင်းတာတစ်ခုစီတာအသုံးဝင်တဲ့ဘုဟုတ္တရှိပါတယ်နော်တိုင်းတာတစ်ခုစီအသုံးဝင်တော့တယ်ပေါ့ကျွန်တော်တို့ဒီခေတ်မှာပဲသုံးလို့ရတယ်ဒီဘက်ခေတ်ဆိုရင်ဒါတွေကပြောင်းသွားပြီးသုံးလို့မရတော့ဘူးလို့လည်းရှိရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘုဟုတ္တတွေကိုဒီလက်ခံတဲ့လက်မခံတဲ့စင်ကြယ်ဉာဏ်လည်းရှိဖို့လိုအပ်ပါတယ်ဒါဆိုရင်တတိယပိုင်းကိုသွားကြရအောင်တတိယသင်ခန်းစာကတော့ကျမတို့တွေကဝိတုနဲ့တုတ္တဆိုတဲ့အရာကိုကွက်ကွက်ပြပြသိဖို့လိုပါတယ်လူတစ်ယောက်မှာဒီနှစ်ခုလုံးက balance ဖြစ်နေဖို့လည်းလိုပါတယ်ဝိတုကိုကြတော့ကျမတို့ရဲ့ရသစာပေလို့လည်းပြောလို့ရတယ်ပေါ့နော်ကျမတို့တွေဒီစိတ်လေးတွေနူးညံ့ဖို့ကျမတို့စိတ်နှလုံးသားတွေအနုပညာတွေချစ်တတ်ဖို့လောကကြီးကိုအကောင်းမြင်ဖို့ဆိုတော့ကျမတို့ကရသစာပေတွေလိုအပ်ပါတယ်ရသစာပေမှာဆိုရင်ကျမတို့ဥပမာလက်ပြလေးတွေဘယ်လိုလှကြောင်းလို့ရေးထားရဆိုလို့ရှိရင်လက်ပြလေးတွေရဲ့သဘောတဘာဝကိုဆရာကြီးကစာလေးနဲ့ဖွဲ့ပြီးရေးထားတယ်ဝတ္ထုလေးဖြစ်အောင်ရေးထားတယ်ပေါ့နော်လက်ပြမိသားစုပုံစံမျိုးလေးရေးထားတဲ့ဝတ္ထုလေးရှိရဆိုရင်ဒါလေးတွေကိုခလေးတွေကဖတ်တဲ့အခါမှာလက်ပြလေးတွေကိုချစ်တက်လာမယ်ပြီးလို့ရှိရင်သူတို့ရဲ့တတဝါလောကကိုကလေးစားတက်လာတယ်ပေါ့နော်သူတို့ရဲ့ခံစားချက်ကိုခံစားတက်လာတယ်တတဝါလေးတွေကိုနာကျင်အောင်မလုပ်တော့ဘူးပေါ့အဲ့ဒါကိုကြတော့ကျမတို့တွေကဒီဟာသစာပေလေးကနေပြီးတော့ခံစားချက်ပိုင်းကိုပေးဆနိုင်ပါတယ်သူတကကြတော့ကျမတို့ရဲ့ဘဝတွေကဒီထက်ပိုပြီးအောင်မြင်တိုးတက်ဖို့ကြီးပွားဖို့စီးပွားရှာတတ်ဖို့ဒါတွေကြတော့ကျွန်တော်တို့ဟာတာမှာတင်လို့မလွယ်ကူပါဘူးပေါ့နော်တင်လို့အရင်ရှားပါတယ်ဒါဒီစာတွေကိုကြတော့ကျွန်တော်တို့ကတုတ္တလို့ခေါ်ပါတယ်လူတွေရဲ့အသိဉာဏ်ကိုဖွံ့ဖြိုးစေတဲ့စာတွေကိုတုတ္တလို့ခေါ်ပါတယ်ဒါကြောင့်မို့လို့ကိုကပတ်စံအကြောင်းတွေသိကျင်တဲ့ဒီလောကကြီးမှာပတ်စံတွေရှားခြင်းနဲ့ငွေတွေရှားခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒါကတော့ဒါတုတ္တစာတွေဖတ်ရတယ်ပေါ့နော်ဒီတော့လူတစ်ယောက်မှာဒီနှစ်ခုလုံးက balance ညီမျှမှုလိုပါတယ်တစ်ခုကအရင်ကောင်းနေရင်လည်းဒါမကောင်းပြန်ဘူးပေါ့နော်ဆိုတော့ကျွန်တော်
တို့အကောင်းဆုံးကတော့ဒီနှစ်ခုလုံး balance ဖြစ်မှာကိုကသုတပိုင်းလည်းကျွမ်းကျင်မယ်ကိုတစ်ခုခုလုပ်တဲ့အခါမှာသူများရဲ့ခန်းစားချက်ကိုကိုချင်းစာတက်လာမယ်ဒါကြတော့ရတာပိုင်းပေါ့နော်အဲ့လိုလေးညီမှတ်မှာဖြစ်ပါတယ်နောက်ထပ်နံပါတ်၄သင်ခန်းစာတော့စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒီသင်ခန်းစာနာမည်ကတော့နောက်ဘဝလို့ခေါ်ပါတယ်နောက်ဘဝဆိုတာကိုကြတော့ဆရာကြီးကဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ကြောင့်မလို့ဒီဗုဒ္ဓဘာသာနဲ့ဥပမာပေးထားတယ်ပေါ့နော်အဲ့ဒီမှာဆရာကြီးရေးထားတာကကယ်၍တခြားသောဘဝတွေရှိတန်တရားဆိုတာကရှိရလို့ဆိုကြပါစို့ပေါ့နော်အဲ့ဒီမှာတန်တရားဆိုတာရှိသည့်တိုင်အောင်လို့ကျမတို့တွေကအခုမကောင်းတာတွေမလုပ်ဘူးအကုသိုလ်တွေမလုပ်ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဘောမှာကိုကဆင်းရဲကြအကြောင်းမရှိဘူးလို့ပြောတယ်ကောင်းမှုပဲရှိရပေါ့နော်တကယ်လို့တန်တရားဆိုတာကိုမရှိဘူးလို့ဆိုကြပါစို့ကျမတို့တွေဒီဘဝမှာမကောင်းတာတွေမလုပ်ဘူးမကောင်းတာတွေမပြောဘူးဆိုလို့ရှိရင်မကောင်းတာတွေဖြစ်စရာအကြောင်းမရှိပါဘူးပဝင်းချင်းရဲ့ချစ်ချင်းခင်ချင်းယူတည်ခြင်းလေးစားခြင်းတွေကိုခံရတာကောင်းကျိုးပဲလीနော်ကိုမကောင်းတာမလုပ်ဘူးဆိုရင်ပဝင်းချင်းကသဘောကျကြတယ်ပဝင်းချင်းကသဘောမကျတဲ့တိုင်ကိုယ်စိတ်ထဲမှာအေးချမ်းနေနော်သူများတွေအမြင်ကိုကပြီးမဆိုင်ဘူးကိုကောင်းအောင်နေရဆိုရင်တော့ကိုယ်စိတ်ထဲမှာကိုမှန်တာသိလို့အေးချမ်းနေမှာဟုတ်လားဒါလည်းကောင်းကျိုးပဲလीနော်အကယ်၍ကိုကမကောင်းတာလုပ်နေမယ်ဆိုလို့ရှိရင်ဒါနာမဘဝတွေခဏထားပါအခုဘဝမှာနေကိုကပူလောင်နေရမှာဖြစ်ပါတယ်ကိုကညစင်ညတိုင်းဒီမကောင်းတာတွေဒီကိုအိတ်ခမ်းနေမြင်နေရမယ်ကိုဒီနေ့ဘယ်သူတက်ကိုတက်ခဲ့တယ်ဘယ်လိုလုပ်ခဲ့တယ်သူစီကခိုးခဲ့တယ်ဆိုစိတ်မလုံးကြုံတာတွေပေါ့နော်ဘဝချင်းကမသိသည့်တိုင်အောင်လို့ကိုလည်းလက်ပြလုံးမဟုတ်ဘူးဒါကြောင့်မို့လို့ဒီကျမတို့တွေကနာမဘဝတွေရှိရမရှိရဆိုတာကိုညှင်းခုန်နေမယ်ဆိုအခုဒီဘဝမှာလည်းကောင်းအောင်နေလိုက်ခြင်းအပြင်နာမဘဝအတွက်လည်းကျမတို့တွေကဒီဆရာကြီးပြောတဲ့စကားနဲ့ဆိုလို့ရှိရင်သိရဲတယ်ပေါ့နော်ကျမတို့ရဲရဲကြီးတည်ဝတ်နေပေါ့ကိုဒီမှာဘာမှအမှားမလုပ်ထားဘူးဆိုတော့တတိမျိုးပိုင်ဆိုင်မှာဖြစ်တယ်ဒါကြောင့်ကိုကနေပြီးတော့နေလဲနေရတယ်သိလဲသိရတယ်နော်ကိုမကောင်းတာမလုပ်ဘူးဆိုတော့ကိုလေးပြလုံးနဲ့တခြားမလို့သိရတယ်ပြီးလို့ရှိရင်ကျမတို့တွေကဒါလည်းတန်တရားရှိမရှိကြောက်စရာမလိုတော့ဘူးလို့ဆရာကြီးကရေးထားပါတယ်ဒီပိုက်လေးကတော့ကျမတကယ်သဘောကျပါတယ်ကျမတို့တွေကနောက်ဘဝရှိသည်မရှိသည်ကိုညှင်းခုန်နေမှာဆက်ဆိုင်အခုဘဝမှာကောင်းအောင်နေလိုက်မယ်ဆိုလို့ရှိရင်အခုဘဝမှာလည်းကိုစိတ်လုံးကြုံနေကိုနေလဲနေရတယ်ပြီးလို့ရှိရင်ကိုကိရှိသည့်တိုင်နောက်ဘဝရှိသည်ဆိုသည့်တိုင်အောင်ကိုကရဲရဲကြီးသိရတယ်လို့ဆရာကြီးကပြောထားဖြစ်ပါတယ်။နော်ဒီဟာလေးကတော့အရင်ကောင်းတဲ့စာပိုင်လေးပါ။ဒါကတော့နံပါတ်၄ခုမြောက်သင်ခန်းစာဖြစ်ပါတယ်။နောက်ဆုံးနံပါတ်5သင်ခန်းစာကိုတော့အခုပြပြပေးမယ်နော်။နံပါတ်5သင်ခန်းစာကလည်းအရင်ကောင်းပါတယ်။လူတွေကတဲ့တချို့တော်တော်များများမှာသူများဖြစ်တဲ့ကိစ္စကိုသူများထီပေါက်ရင်ကိုပေါက်လိုက်မယ်လို့ထင်ကြတယ်။ကိုလည်းကံကောင်းနိုင်တယ်လို့ထင်တယ်။သူထီပေါက်ရင်ကိုပေါက်လိုက်မယ်လို့ကံကိုယုံတယ်အားကိုးတယ်။ဒါကြောင့်လေထီထိုးနေကြတယ်။ဒါပေမဲ့သူများကားလိုက်လို့ရှိရင်ကိုလည်းတိုက်နိုင်ပါလားလို့ဘယ်တော့မှမတွက်ကြဘူးပေါ့နော်တွက်တဲ့သူရမ်းရှားတယ်ပေါ့အဲ့ဒီလိုမျိုးကြဟန်တော့ကိုယ့်အတွက်တခက်ချန်ထားတယ်လို့ဆရာကြီးကပြောထားပါတယ်ဒါကသဘာဝပဲပေါ့နော်ကျမတို့တွေကအနေငယ်ကိုပေါ့စားတတ်ကြတယ်အဲ့ဒါလေးကိုဆရာကြီးကမိမောင်းထုတ်ပြထားဖြစ်ပါတယ်ဒီသူများကောင်းရင်ကြတော့ကိုလည်းကောင်းစားမယ်လို့ယုံကြည်ကြတယ်ကဲသူများအဲ့လိုဖြစ်ရင်တော့ကိုလည်းဖြစ်နိုင်တာပဲဆိုတဲ့ဒီကိုချင်းစာစိတ်လေးကိုကျမတို့တွေးဖို့မိနေကြတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကဘာပဲဖြစ်ဖြစ်ကိုဒီတစ်ခုလုပ်တယ်ဆိုရင်နောက်တစ်ဖက်ကိုလည်းကျမတို့ကြိုးပြီးတွေးထားခြင်းအပြင်ကျမတို့ဘာပဲလုပ်လို့လောကကြီးမှာအမြင်မှန်လို့ပြောတယ်ပေါ့နော်ကောင်းတာတွေလည်းဖြစ်နိုင်တယ်ဆိုးတာတွေလည်းဖြစ်နိုင်တယ်ဆိုတဲ့အလေလက်ဘက်လိုက်ခြင်းမပါတဲ့ကောင်းတာတွေပဲဖြစ်ပါစေဆိုတဲ့ဘက်လိုက်ခြင်းမပါတဲ့ဒီဆိုးတာတွေပဲဖြစ်မယ်ဆိုဘက်လိုက်ခြင်းမပါတဲ့အလေလက်အမြင်မှန်ကိုကျမတို့မြင်တတ်အောင်ကြိုးစားအောင်ဖြစ်ပါတယ်နော်ဒီသင်ခန်းစာ၅ခုကတော့ဒီဆရာအောင်သိန်းရဲ့အမွေဆိုတဲ့စာအုပ်လေးကနေပြီးတော့ကျမရလိုက်တာဖြစ်ပါတယ်ဒီစာအုပ်ထဲမှာတော့ဆရာရေးပေးထားတဲ့အကြောင်းအရာတွေကဒီထက်လည်းများတယ်ပြီးလို့ရှိရင်အကောလုံးကဆရာရေးပေးထားတဲ့အကောလုံးရန်ကူမှာဒီလူငယ်တွေအတွက်ဖတ်လို့အရန်ကောင်းတဲ့စာစဉ်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ကျမဒီနေ့မှာ9ပုဒ်ပဲအားလုံးပြပြပါတယ်ဘာလို့လဲဆိုတော့ကျမတို့ရဲ့စာရေးဆရာတွေကဒီစာအုပ်ရောင်းပြီးတော့ကျမတို့ရဲ့အတမွေးဝဲချောင်းပြုနေရတာပေါ့နော်ဒီတော့ဒီထဲမှာပါတဲ့စာတွေကိုကိုယ်တိုင်ကိုကြစာအုပ်လေးကိုဝဲပြီးတော့စက်ညထိုင်ပြီးဖတ်ဖို့ကျမကတော့တိုက်တွန်းချင်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ဒါမြန်မာနိုင်ငံရဲ့စာပေလောကကိုပို့ပြီးတော့မှအားပေးရလဲရောက်ပါတယ်လူငယ်တွေစာအုပ်ကင်ပြီးတော့စာအုပ်ဖတ်တဲ့အရာတာကိုလည်းပို့ပြီးတော့မှတိုးမြင့်ပေးရရောက်တယ်ပေါ့နော်ပြီးတော့ဒီဆရာတွေအတွက်လည်းစာအုပ်တွေများများရောင်းရလေဆရာကြီးတို့ကပို့ပြီးတော့သူတို့သိပညာတွေကိုများများချပြခွင့်ရလေပေါ့နော်အဲကြောင့်မလို့ကျမကဒီနေ့ဒီစာအုပ်လေးရောသင်ခန်းစာအများကြီးပါပြီမယ်အကောင်လုံးတော့စာအုပ်လေးဝယ်ပြီးဖတ်ကြပြီးမှဒါကိုမှသူတို့လေ့လာကြဖို့ပြောချင်ပါတယ်ကျမတို့ဒီနေ့မှာ9ခုခုပဲအားလုံးကိုဒီစာအုပ်ဖတ်ဖို့အချိန်ပေးနိုင်တဲ့သူတွေနဲ့ဖတ်ချင်တဲ့သူတွေကိုနှုတ်ဝေပေးလိုက်ပါတယ်ဒီသင်ခန်းစာအများကြီးပါဝင်တဲ့ဆရာအောင်သိန်းရဲ့အမွေဆိုတဲ့စာအုပ်လေးကိုဒီချာဝယ်ဖတ်ကြဖို့ပြောချင်ပါတယ်ရှင်ဆိုတော့ in insight ကမှရပါနောက်မှပြန်တွေ့ပါမယ် bye bye အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ